ဒီအမျိုးသားဟာတနေ့ကိုအကြိမ်တရာမုတ်စိတ်ရိပ်ရတဲ့သူဖြစ်တယ်။ဒါပေမဲ့မုတ်စိတ်ရိပ်ပြီးတာနဲ့ချက်ချင်းပြန်ပေါက်လာပြန်တယ်။အကြောင်းကတော့သူဟာဖျားသခင်ရွေးချယ်ထားတဲ့သူဖြစ်လို့ပါ။ဖျားသခင်ကနောအေးရဲ့တင်မောနောရှာဆောက်ရမှာသူ့ကိုကူညီစေချင်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်မွေးမြင်တွေကိုအလွန်ထူထဲစေခဲ့တယ်။ဒါအပြင်ဖျားသခင်ကသူ့ကိုအထူးဝတ်စုံတစ်စုံပေးပြီးအလုပ်သွားတိုင်းအဲ့ဒီဝတ်စုံကိုဝတ်ဖို့အမိန့်ပေးခဲ့တယ်။တနေ့ကုမ္ပဏီစည်းဝေးမှာသူမတ်တက်ရက်လိုက်တာနဲ့သူဝတ်ထားတဲ့ဝတ်စုံကရုတ်တရက်ပြောက်ကွယ်သွားတယ်။အဲ့ဒီအချိန်မှာတိရစ္ဆာန်မျိုးမျိုးဟာသတင်းပေါက်ကနေအစုလိုက်အပြုံလိုက်ပြန်ဝင်လာကြတယ်။သူ့အထက်လူကြီးကဘာဖြစ်တာလဲဆိုပြီးရှင်းပြခိုင်းတယ်။နောက်ဆုံးတော့သူကဖျားသခင်ရဲ့အမိန့်ကိုလူတိုင်းကိုပြောပြလိုက်ရတယ်။သူကနောက်9ရက်အတွင်းကြီးမားတဲ့ရေလွှမ်းမိုးပေးကြားရောက်လာမယ်လို့သတိပေးပေမဲ့ဘယ်သူမှမယုံကြဘူး။တချို့ဆိုသူ့ကိုယူနေတယ်လို့ထင်ပြီးမောင်းထုတ်လိုက်ကြတယ်။အဲ့ဒီနောက်သူကမြို့လေခေါင်မှာပဲနောအေးရဲ့တင်မောကိုစတင်ဆောက်လုပ်ခဲ့တယ်။လူတိုင်းကသူယူသွားပြီလို့ထင်ကြတယ်။သတင်းထောက်တွေတောင်သတင်းလာယူပြီးသူ့ကိုလှောင်ပြောင်ရေးသားခဲ့ကြတယ်။ဒါပေမဲ့သူကတခြားလူတွေရဲ့ကဲရဲ့လှောင်ပြောင်မှုတွေကိုလုံးဝဂရုမစိုက်ပဲနေတိုင်းတင်မောကိုဆက်လက်တည်ဆောက်နေခဲ့တယ်။အချိန်ကြာလာတော့သူ့စံပင်တွေအဖြူရောင်ဖြစ်သွားပြီးနတ်ဖျားတစ်ပါးလိုထင်ရတဲ့ရုပ်တွင်ဖြစ်လာတယ်။တနေ့မှာတော့တိရစ္ဆာန်မျိုးမျိုးဟာရုတ်တရက်ရောက်လာပြီးတင်မောဆောက်ရမှာသူ့ကိုကူညီပေးဖို့ကိုယ်တိုင်ရှိထွက်လာကြတယ်။နောက်ဆုံးမှာတော့တင်မောကြီးကိုတတ်မှတ်ထားတဲ့အချိန်မီအောင်မြင်စွာဆောက်လုပ်ပြီးစီးခဲ့တယ်။ရေလွှမ်းမိုးမဲ့နေ့ရောက်လာတဲ့အခါတိရစ္ဆာန်တွေကတင်မောပေါ်ကိုတကောင်ပြီးတကောင်တက်လာကြတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်တစ်ခုလုံးကိုမိုးတိမ်မဲကြီးတွေဖုံးလွှမ်းသွားတယ်။သူကမြို့သူမြို့သားတွေကိုအမြန်တင်မောပေါ်တက်ကြပါလို့အရေးပေါ်တိုက်တွန်းတယ်။ဒါပေမဲ့မိုးကမိနစ်အနည်းငယ်ပဲရွာပြီးရက်သွားတယ်။ဒါကိုမြင်တော့အနီးနားကလူတွေကသူ့ကိုထပ်ပြီးလှောင်ပြောင်ကြတယ်။မင်းရဲ့စူးစမ်းမှုအလုံးအလကားပဲလို့ပြောကြတယ်။အဲ့ဒီအချိန်မှာသူကအဝေးမှာရှိတဲ့ရေကာတာကိုလှမ်းမြင်လိုက်တယ်။ဒါကြောင့်ရေလွှမ်းမိုးပေးတကယ်လာတော့မယ်ဆိုတာကိုပိုပြီးယုံကြည်သွားတယ်။သူကလူတွေကိုနောက်တစ်ချိန်ထပ်ပြီးတင်မောပေါ်တက်ဖို့တောင်းဆိုပေမဲ့ဘယ်သူမှသူ့စကားကိုနားမထောင်ကြသေးဘူး။တချို့ဆိုတင်မောကြီးကိုတောင်ဖျက်ဆီးပစ်ဖို့စီစဉ်နေကြတယ်။ရုတ်တရက်အဝေးတနေရာကကျိုးပဲ့တန်ကျဲကြီးထွက်ပေါ်လာတယ်။မြို့ထပ်ပိုင်းမှာစောက်ထားတဲ့ရေကာတာကြီးကျိုးပေါက်သွားခဲ့တာဖြစ်တယ်။အချိန်ပြင်းတဲ့ရေလွှမ်းမိုးရေတွေဟာမြို့စီကိုဓာတ်ရိုက်စီးဆင်းလာတယ်။အဲ့ဒီအချိန်ကျမှလူတွေကသူပြောခဲ့တာအမှန်ဖြစ်ကြောင်းသိလိုက်ရတယ်။သူတို့ဟာထိတ်လန့်တကြားနဲ့တင်မောစီကိုအပြေးလွှားပြေးလာကြတယ်။ခဏအကြာမှာတော့တောင်တန်းလောက်မြင့်တဲ့လှိုင်းလုံးကြီးတွေတင်မောကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လာတယ်။ရေလူးကြီးဟာလမ်းကြောင်းပေါ်မှာရှိသမျှအရာအလုံးကိုဖျက်ဆီးရင်းအားပြင်းစွာစီးဆင်းသွားတယ်။နောက်ဆုံးမှာတော့တင်မောပေါ်တက်နိုင်ခဲ့တဲ့သူတွေပဲဒီကပ်ပေးကြီးကနေအသက်ရှင်လွတ်မြောက်နိုင်ခဲ့ကြတယ်